Pay Safe ကောင်ကိုရဲ့ Play Store မှာ F4 အတွက်ဆိုရင်ဆုံးကိုရဲ့ Pay Safe Region ကနေဒါပဲဖြစ်ဖြစ် UK ပဲဖြစ်ဖြစ်အရင်ဆုံးထားပါမယ် Okay ဆိုတော့ဒီတိုင်း Play Store ကိုသွားပြီးတော့ဒါက Google Play Store ပါအကောင့်လေးကိုဝင်ဒီမှာကျွန်တော်တို့ Payment and Subscription ဆိုတာရှိပါတယ်ဒီကောင်ကိုနှိပ်လိုက်ပါပြီးတော့ဒီမှာက Payment Method ကျွန်တော်မအားရသေးပါဘူးမအားရသေးတော့ဒီမှာ22ဖြစ်နေတယ်22ဆိုတော့ကျွန်တော် Payment အပေါ်ဆုံးက Payment Method ကိုနှိပ်လိုက်ပါဆိုတော့ဒါက UK Region ဖြစ်ပြီးသားဆိုတော့ဒီမှာ Pay Safe ကတခါလေးပေါ်ပါတယ်ဒီမှာဆိုရင်Pay Safe ကဆိုပြီးခါလေးပေါ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီကောင်ကိုနှိပ်ပြီးတော့အပ်ရုံပါပဲဆိုတော့ Pay Safe ကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာကကျွန်တော်ဖုန်းက Security Concern ကြောင့်သူအမဲကြီးဖြစ်သွားတာပါအဲဆိုဒီနေရာမှာတော့ကျွန်တော်ပြလို့မရဘူးဖြစ်နေပါတယ်ဆိုတော့ဒီနေရာမှာတော့သူခိုင်းတဲ့အတိုင်း account password ရယ် Gmail ရယ်ကို login ဝင်ပြီးတော့သူဖြည့်ခိုင်းတာလေးဖြည့်လိုက်ရပါတယ်ဒီပုံလေးကတော့ကျွန်တော်ရဲ့ကြော်ညာပုံလေးပါ Okay ဒါဆိုရင်တော့ရပါပြီ